ကြောပေါက်တရေဆိုတာကကြောမှာအပေါက်ကြီးနဲ့အတွင်းထဲကကလီစာတွေနှံရိုးတွေပါမြင်နေရတဲ့ကြောင်းမတ်ဖွယ်ရာတရေမျိုးကိုဆိုလိုတာပါကိုမောင်မြင့်ဆိုတဲ့လူကတောထဲမှာလမ်းပြအလုပ်ကိုလုပ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်သူ့ကိုငှားတဲ့လူငယ်တစုကိုတောထဲမှာလေးလာရေးခရီးထွက်တဲ့အခါမပြောတဲ့စကားတွေမပြစ်မှားတဲ့အရာတွေကိုသူကမှားကြားနေတာပဲဖြစ်ပါတယ်မှားပြရှိရာတွေကိုမှားပြီးတော့သူတို့တောထဲကိုဝင်သွားကြပါတယ်ခဏအကြာမှာတော့သူနဲ့အတူတူသွားခဲ့တဲ့တောတွင်းလေးလာရေးလိုက်တဲ့လူငယ်တချို့ကဝရုံသုံးကားနဲ့အကုန်လုံးထွက်ပြေးသွားကြပါတယ်ကိုမောင်မြင့်ကသူတို့ထွက်ပြေးသွားတာကိုဘာကြောင့်လဲဆိုတာကိုလမ်းမေးနေရင်သူ့နောက်မှာလူငယ်တယောက်သာကြံနေပါတော့တယ်ဟဲမင်းကဘာတူလဲအစောကမင်းကဒီအုပ်စုထဲမှာမတွေ့ခဲ့ပါဘူးမင်းမျက်နှာကမရင်းနေဘူးလို့ခံစားနေရတယ်အကူမားနေတာတင်တယ်ကျွန်တော်ဒီဖွဲ့ထဲမှာပါတဲ့လူပါဒါဆိုရင်တခြားအဖွဲ့သားတွေကဘာလို့ထွက်ပြေးကုန်တာလဲမသိရင်တရေကိုမြင်လိုက်ရတယ်လို့ပဲကွာမင်းကရောဘာလို့မပြေးဘဲနဲ့ရက်နေရလဲဒါတော့တီးခွင့်ရှိမလားဒါနဲ့အခုကျွန်တော်တခုလောက်ကူညီပါလားဗျကျွန်တော်အကူညီလို့ပါကျွန်တော်ရဲ့နောက်ကျောအရန်ရားနေလို့တစ်ချက်လောက်ကြည့်ပေးပါလားကိုဘာကောင်ကြိုက်သွားမှမသိလို့ပါဒီလိုနဲ့ကိုမောင်မြင့်ကဒီလူငယ်ရဲ့နောက်ကျောကိုလှန်ကြည့်လိုက်တဲ့အခါကျောမှာအပေါက်ကြီးဖြစ်ပြီးတော့အတွင်းကလေးစာတွေကိုမြင်နေရတာကိုသူမြင်လိုက်ရပါတယ်။ကိုမောင်မြင့်အရန်ကိုမှလန့်သွားပြီးတော့အဲ့ဒီလူငယ်ကခေါင်းကြီးလှဲ့လာပြီးကိုမောင်မြင့်ကိုတိုက်ခိုက်လိုက်ပါတယ်။ဒီအဖြစ်ဖြစ်သွားပြီးတဲ့နောက်မှာဘေးနားကရွာလေးအားလုံးကိုဒီသတင်းဟာပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တောထဲကိုဘယ်သူမှမလာရဲတော့ပါဘူး။နောက်3နှစ်လောက်ကြာသွားပြီးတဲ့အချိန်မှာဦးစင်းပန်နီတာနဲ့အသက်20ဝန်းကျင်လောက်ရှိတဲ့တန်ဃာတော်နှစ်ပါးတို့ကဒီတောထဲကိုတရားကျင့်ကြံအားထုတ်ဖို့အတွက်ခရီးထွက်လာခဲ့ကြပါတယ်ဒီလိုနဲ့တောထဲရောက်လာတဲ့အခါတန်ဃာတော်တစ်ပါးကဦးစင်းပန်နီတာကိုမေးခဲ့ပါတယ်အရှင်ဘုရားဒီတောထဲမှာကတရဲတဆေတွေနဲ့ကြောပေါက်တရဲဆိုပြီးနာမည်ကြီးတဲ့ကောင်တွေအများကြီးရှိတယ်အရှင်ဘုရားမိတော်တို့တရားအားထုတ်ဖို့အတွက်အဆင်ပြေနိုင်ပါမလားအနောက်ချက်တွေပါလေဖြစ်ရင်ဘယ်လိုလုပ်မလဲလို့မေးခဲ့ပါတယ်အရှင်ပန်နီတာကဒီလိုကိစ္စမျိုးတွေကိုမစိုးရိမ်ပါနဲ့ကိုတော်တို့အလုပ်ကိုပဲကိုတော်တို့လုပ်ကြရအောင်ပါကျန်တာကတော့သူတို့မနှောက်ယှက်ရင်ဘာမှမဖြစ်တော့ပါဘူးလို့ပြောခဲ့ပါတယ်ဘာမှမကြောက်နဲ့ဆိုပြီးတော့တန်ဃာတော်တွေကိုအားပေးရင်အရှင်ပန်နိဒာဟာအရှိကိုဆက်၍ရှောက်လာခဲ့ပါတော့တယ်ညရောက်သွားတဲ့အခါတောထဲကနေရာတစ်ခုကိုရှာပြီးတော့တရားအားထုတ်ဖို့အတွက်လုပ်ကြပါတော့တယ်အရှင်ပန်နိဒာနဲ့တန်ဃာတော်တို့မြစ်တာပို့ပြီးတော့အမျှဝေနေတဲ့အချိန်တရားဝိတက်နေတဲ့အချိန်မှာကျောထဲကိုစိတ်နဲ့အေးသွားတဲ့လေပြင်းတွေကတစ်ချက်ဝင်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့တန်ဃာတော်နှစ်ပါးကပုံမှန်မဟုတ်တဲ့အချိန်တွေဆိုတာနားလည်သဘောပေါက်ပြီးတော့စိုးရင်ထိတ်လန့်စိတ်တွေဖြစ်နေပါတော့တယ်။ဦးစင်းပန်နီတာကတော့ဘာမှမဖြစ်သလိုပဲအလုပ်ကိုပဲဆက်လုပ်နေပါလေ။ဘေးနားမှာရှေ့တန်းတွေကြားနေရပြီးတော့လူလိုအရိပ်တွေဖြတ်သွားနေတာကိုတန်ဃာတော်နှစ်ပါးကဦးစင်းကိုလှမ်း၍ပြောလိုက်ပါတယ်။ဦးစင်းပန်နီတာကတော့ဘာမှမဖြစ်သလိုပဲတရားကိုဆက်၍ထိုင်နေပါတော့တယ်။ခဏအကြာတန်ဃာတော်တို့ရဲ့အရှိမအရေးမဲကြီးတစ်ခုကမတက်ရက်နေခဲ့ပါတယ်အငယ်ဆုံးဦးစင်းကအဲ့ဒီအရေးမဲကြီးကိုကြည့်နေတော့မှပဲသူတစ်ခုခုကိုမြင်လိုက်ရပြီးတော့ထိတ်လန့်တုန်လှုပ်သွားပါတယ်အဲ့ဒါကတော့အဲ့ဒီအရေးမဲကြီးကကြောလဲပြလိုက်တာပဲဖြစ်ပါတယ်သူ့ရဲ့ကြောမှာအပေါက်ကြီးတစ်ခုရှိနေပြီးတော့နံရိုးတွေနဲ့အတွင်းကလီစာတွေကိုအတိုင်းသားမြင်နေရပါတယ်အဲ့ဒီကြောပေါက်တရေကအငယ်ဆုံးတန်ဃာတော်လေးစီကိုဝင်လာခဲ့တဲ့အချိန်မှာတန်ဃာတော်ကအရန်ကိုလန့်ပြီးတော့အနောက်ကိုလဲကျသွားပါတယ်။ထိုအချိန်မှာဦးစင်းပန်နိဒာကထိုတရေကိုချက်လိုက်ပါတကားဒီအချိန်မှာမှနောင်တမရသေးရင်နောင်ကြရင်အပြစ်တွေအများကြီးခံရလိမ့်မယ်လို့တခုံးပဲပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့တရေလည်းပျောက်ကွယ်သွားပြီးတော့အရှင်ပန်နိဒာကမေတ္တာပို့အမြပြီးဆက်ဝေနေခဲ့ပါတယ်။မနက်မိုးလင်းတဲ့အချိန်မှာတန်ဃာတော်တစ်ပါးကသူတရားထိုင်နေတဲ့နေရာမှာမရှိတော့တာကိုမြင်လိုက်ရပါတယ်။ကြံခဲ့တဲ့ဦးစင်းတစ်ပါးနဲ့အရှင်ပန်နိဒာဟာဒီဦးစင်းဘယ်ကိုထွက်သွားတာလဲလို့ပြောပြီးတော့လိုက်ရှာပါတော့တယ်။ဦးစင်းကိုတောထဲမှာလိုက်ရှာနေရင်အချိန်တော်ကြာတဲ့အထိရှာမတွေ့သေးပါဘူး။အရှင်ပန်နိဒာကတော့ဦးစင်းဟာအနေနဲ့တစုံတရာနဲ့တွေ့နေမှာကိုသူဟာစိတ်ပူနေခဲ့ပါတယ်။ကြံခဲ့တဲ့တန်ဃာတော်အငယ်ဆုံးလေးနဲ့ဦးစင်းပန်နိဒာတို့ဟာအချိန်တော်ကြာတဲ့အထိပျောက်သွားတဲ့ဦးစင်းကိုမတွေ့သေးပါဘူးခဏအကြာမှာတော့မိုးရှုပ်လာပါတော့တယ်မြူတွေကဆိုင်းလာပြီးတော့တောကြီးတောင်ကြီးရဲ့ဖြစ်တာကြောင့်တာမန်နေရာတွေထက်ပိုပြီးတော့အမောင်ဟာမြန်ကြားရောက်လာပါတော့တယ်အငယ်ဆုံးဦးစင်းကတောထဲထိလိုက်ရှာမယ်လို့ပြင်လိုက်တဲ့အချိန်မှာ
အရှင်ပန်နိဒကလက်ပြပြီးတားလိုက်ပါတယ်မလောနဲ့အောင်ကိုတော့ဦးစင်းတိပြီဒါကဦးစင်းတို့ညကတွေ့ခဲ့တဲ့ကြောပေါက်တရေကလှည့်စားထားတာပဲဖြစ်တယ်တကယ်တော့ကိုတော်တို့တွေကအဲ့ဒီဦးစင်းကတယောက်တည်းဖြစ်နေတဲ့အချိန်မှာကြောပေါက်တရေကအခွင့်ကောင်းယူပြီးတော့စိတ်ဝိညာဉ်ကိုညှို့ပြီးတော့လမ်းပြောက်အောင်လုပ်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့ညအမောင်တို့ရောက်ချီလို့လာခဲ့ပါပြီတောထဲမှာလမ်းပြောင်းနေတဲ့ကိုတော်ကတော့ခုချိန်ထိကိုလမ်းရှာမတွေ့သေးပါဘူးသူကအရန်ကိုပင်ပန်းနေပြီးတော့ရေလဲစာနေခဲ့ပါပြီတနေ့ကုန်လမ်းလျှောက်ထားတာကြောင့်သူ့ရဲ့ရှောက်တွေလည်းနာကျင်နေပါပြီသူဟာမျောလင်းချက်နည်းနည်းလေးနဲ့ထွက်လန်းကိုရှာနေသေးမှာပဲသူ့ရဲ့အရှိတ်ကလူရိတ်တစ်ခုတွေးလိုက်ရပါတယ်လူရိတ်တရံကိုတွေးလိုက်ရတဲ့အတွက်သူဟာအရန်ကိုဝမ်းသာသွားခဲ့ပါတယ်အဲ့ဒီအချိန်နာကိုသွားပြီးတော့သူဟာထွက်လန်းကိုမေးခဲ့ပါတယ်ခဏအကြာမှာအဲ့ဒီအချိန်မဲမဲနဲ့တရံကြီးကအမောင်ထဲကနေထွက်လာပြီးဦးစင်းအနာကိုရောက်လာခဲ့ပါတယ်ဦးစင်းသားရောက်လာခဲ့တဲ့အချိန်မှာတော့ဦးစင်းအရန်ကိုမှထိတ်လန့်တုန်လှုပ်သွားပါတယ်အဲ့ဒါကတော့လူမဟုတ်ဘဲနဲ့တရေတကောင်ဖြစ်နေတာကိုသူသိလိုက်ရပါပြီအရှင်ဘုရားကထွက်လန်းကိုသိကျင်လို့လားအရှင်ဘုရားကိုထွက်လန်းမပြောပြခင်မှာတပည့်တော်တခုလောက်ကူညီပါဦးတပည့်တော်ရဲ့နောက်ကျောကအရန်ကိုရားနေလို့တစ်ချက်လောက်ကြည့်ပေးပါဦးဒီလိုနဲ့ကြောပေါက်တရေကသူ့ရဲ့ကြောအပေါက်ကြီးကိုဦးစင်းကိုလှည့်ပြခဲ့ပါတယ်ကြောအပေါက်မှာကလီစာတွေအတိုင်းသားမြင်နေရပြီးတော့နံရိုးတွေလည်းထွက်နေခဲ့ပါတယ်သွေးတန်ရဲရဲနဲ့အလွန်ဆက်ဆုပ်ယွန်ရှာပွဲကောင်းတဲ့အရာကြီးကိုကြောပေါက်တရေကဦးစင်းကိုလှည့်ပြပြီးတော့ချိန်နဲ့နေတဲ့လေတံနဲ့တဟားဟားအော်ကြီးနေပါတော့တယ်ဦးစင်းကဒီလိုမျိုးထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းကိုရုတ်တရက်ကြီးမြင်လိုက်ရတာကြောင့်အရန်ကိုမှကြောက်ရွံ့နေပါတယ်ဦးစင်းကြောက်လန့်ပြီးတော့အနောက်ကိုတဖြည်းဖြည်းချင်းဆုတ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာဦးစင်းကမိမျောလူမတက်ဖြစ်နေပါတော့တယ်ကျော်ပေါက်တဲ့ကဦးစင်းလေးကိုပြေးဝင်လာပြီးတိုက်ခိုက်တော့မယ်လို့တဲ့အချိန်မှာအတန်တကူထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့အရှင်ပန်နိဒရဲ့အတန်ပဲဖြစ်ပါတယ်အရှင်ပန်နိဒဟာဒီတရေကမေတ္တာနဲ့ချွတ်လို့မရမှန်းသိသွားတဲ့အတွက်ဂါရမန္တန်တွေကိုရွတ်ဆိုခဲ့ပါတယ်အရှင်ပန်နိဒရဲ့ဖုံတကူကြောင့်တရေရဲ့ခန္ဓာကိုယ်ထဲမှာလျှက်စီးလို့အလင်းနဲ့ထွက်လာပြီးလူးလဲစွာနာကျင်ဝေဒနာကိုခံစားနေရပါတယ်ဒဏ်ရာရနေတဲ့ဦးစင်းကိုတော့ဦးစင်းအငယ်ဆုံးလေးကခေါ်ထုတ်သွားခဲ့ပါတယ်အဲ့ဒီနောက်တရေကလုံးဝလက်မခံမနဲ့ဦးစင်းကိုထပ်ပြီးတိုက်ခိုက်ဖို့ပြေးလာပါတော့တယ်လူဘဝတုန်းကလည်းမကောင်းတဲ့အလုပ်နဲ့အသက်မွေးခဲ့တယ်သူတစ်ပါးအသက်တွေကိုတတ်ခဲ့တယ်ယခုတရေဘဝရောက်ပြန်တော့လဲအရန်ကိုအညိုကြီးပြီးတော့ဆာလောင်နဲ့တရေစိုးတစ်ကောင်ဖြစ်နေတယ်တကားရဲ့အာကုသူဟာအရန်ကိုကြီးမားလွန်းနေပြီဒီလိုနဲ့ဦးစင်းပန်နိဒကသူ့ရဲ့ပရိကုန်းကိုဂါရမန္တန်တွေအဆက်မပြတ်ရွတ်ဆိုပြီးတော့တရေကိုလှမ်း၍ပေါက်လိုက်ပါတယ်အဲ့ဒီနောက်လျှက်စီးလက်တလို့အလင်းနဲ့ထပ်ပြီးထွက်လာပါတော့တယ်ဒီကြောပေါက်တရေဒီတစ်ခါမှတော့လုံးဝကိုမခံနိုင်တော့ပါဘူးဆရာတော်ရဲ့ဖုံးတကူကြောင့်တရေရဲ့ခန္ဓာကိုယ်ဟာပေါက်ကွဲပြီးပျောက်ကွယ်သွားပါတော့တယ်ခဏကြာမှာတော့တောလေးဟာလည်းတိတ်ဆိတ်အေးချမ်းပြီးတော့ငြိမ်သက်သွားပါတော့တယ်ဒီလိုနဲ့တန်ရာရနေတဲ့ဦးစင်းကိုဘလို့ဖြစ်တာလဲလို့မေးကြည့်တဲ့အချိန်မှာဦးစင်းကညအပေါ်ပါသွားနေတဲ့အချိန်မှာလူရိတ်ကိုမြင်လိုက်လို့လိုက်ကြည့်တဲ့အချိန်သူ့ကိုညှို့ယူသွားတာလို့ပြောခဲ့ပါတယ်အဲဒီနောက်မှာဆရာတော်ကြီးကတန်ဃာတော်နှစ်ပါးကိုဒီလိုပြောခဲ့ပါတယ်ကိုတော်တို့နောက်တခါတတိလက်လို့မနေကြနဲ့တရားအမြဲရှိပါမေတ္တာပို့ပါအမျှဝေပါလို့ဆုံးမဩဝါဒပေးခဲ့ပါတယ်အဲဒီနောက်မှာတော့ကိုတော်တို့၃ပါးလည်းဒီတော်ကြီးတွေကပြန်ထွက်လာနိုင်ခဲ့ပါတယ်နောက်တစ်နှစ်မှာတော့လမ်းပြောက်ပြီးတော့တရေညှို့ယူခံလိုက်ရတဲ့ဦးစင်းကဖြစ်ချောင်းကုံစင်ကိုရွာသားတို့ကပြောပြရင်တရားဟောခဲ့ပါတယ်ဒီဦးစင်းနှစ်ပါးကြောင့်သာမဟုတ်ရင်ကိုတော်လည်းဒီလိုအသက်ရှင်နေနိုင်မှာမဟုတ်ဘူးလို့ပြောကဦးစင်းနှစ်ပါးကိုကျေးဇူးတင်နေပါတယ်ဆရာတော်ပန်နိဒကတော့အသက်တော်ကြီးရင်းနေပြီဖြစ်တာကြောင့်ပြီးခဲ့တဲ့နှစ်ကပဲပြန်လုံတော့မူသွားခဲ့ပါတယ်ဟုတ်ကဲ့ဒီဇာလန်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ရှင်းစီတိုင်းအောင်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့နောက်တဲ့ဗီဒီယိုလေးတွေထပ်လုပ်နိုင်ဖို့လဲ channel လေးကို like and subscribe လေးလုပ်ပေးခြင်းဖြင့်အားပေးခဲ့ကြပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ